တစင်မရှိဟိုတနေ့ကတစင်မိုးထားဆိုင်တဆိုင်တော့စားခဲ့တာပေါ့နော်အဲ့ဒီဆိုင်ကနွန်ထဘူးလီဘာမိုးထောင်မှာပဲရှိနေတာပေါ့နော်ပူဖေအဝစားပါနော်ဒါပေမဲ့တယောက်ကို280နဲ့ကိုပတ်ပေးရပါတယ်ရှင်စင်တို့ဟိုကိုရောက်တော့လူတွေအများကြီးပဲပေါ့နော်ဒီဆိုင်ကလေတအားစီတယ်အရင်တော့ဆိုတစင်တခါလာစားဖို့တယ်ပေါ့နော်ဒီဆိုင်မှာစားချင်တာအကုန်ရှိတယ်ပေါ့နော်အရင်ကြိုက်တယ်ဒီရေခဲချစ်ဆိုရင်တစင်လိုက်ပြပြင်ပေါ့နော်ဒါတွေကကင်းမွန်တို့ကနန်းတို့ဘာလို့အစုံပဲအိုးဟိုအများကြီးပဲဒီလိုမျိုးဟာရစားနိုင်တဲ့သူမှလာတာတန်နေကြတော့ပဲနေရတော့လုံးဝမတန်ဘူးစားလို့မနိုင်ဘူးနော်စားกินနေပါပြီလာတာ9ယောက်လာတော့ပေါ့နော်ဒါပေမဲ့စားတာနဲတော့ဒီလိုမျိုးခံစားရတယ်လုံးဝမတန်ဘူးပေါ့နော်ဒါကြမှာပစုံกินနေပါလေရှင်တစင်တို့ဝိုင်းကကြတော့ပစုံကိုစားတာများတယ်ကျန်တဲ့ဟာတွေကတိတ်မစားကြဘူးเนาะကျမတို့တထေးမပါရှင်ဒါခလေးနှစ်ယောက်ဂိမ်းပေးတာမယူဘူးသူဟာသူဂိမ်းမဲတဲ့ဒါကျမရင်မောင်လေးချောပေါ့နော်စားကြပါဦးရှင်ကျမတော့ဆွဲပြီးသူများတွေပြောရဘလောက်ဆဆမဝဘူးဆိုတာဒါကိုပြောရနော်မဝလာဘူးဘိုက်နေရာမှာပဲပူလာတာတခုပေါ့နော်ကြည့်ယူတော့လူတွေများလားမများလားဆိုတာဒါစားပြီးတော့ကျမအရန်ပူတော့ခဏနားနေလိုက်တယ်အမသူကပြောတယ်ရေကဲမုတ်စားခြင်းနေဆိုပြီးကျမတော့ခတ်ပေးတယ်အမပြောင်းတော့ပါပြီရှင်ပစုံနေလည်းမရှိတော့ဘူးဒီနေရာမှာသူပါလာတော့လဲဆိုတာတစင်နဲ့တရိမထားမိဘူးကွစားလို့ပြီးပြီဆိုတော့အိမ်ပြန်ကြရအောင်နောက်ဗီဒီယိုမှာလည်းပြန်နေဆောင်တွေ့ကြမယ်နော်အားလုံးကိုချစ်တယ်บ๊ายบาย